ဒေါ်လာဘီလီယံပေါင်းများစွာချမ်းသာတဲ့တထေးကြီးတရားဟာသူဝါသနာပါလို့မွေးမြူထားတဲ့မိเจ้าတွေထားတဲ့ကံအလဲကအဆောက်အဦပေါ်မှာသူ့ရဲ့မွေးနေ့ပါတီပွဲကျင်းပနေပါတယ်လူတွေကသူမွေးထားတဲ့မိเจ้าတွေကိုအဆောက်အဦပေါ်ကနေတအံ့တော်အထိတ်တလန့်နဲ့ကြည်နေကြတာပေါ့အဲ့ဒီအချိန်မှာတထေးကအစီအစဉ်တစ်ခုကိုရုတ်တရက်ကြီးညာလိုက်ပါတယ်မိတ်ဆွေများခမယခုရောက်ရှိနေတဲ့နေရာကနေကံတဲကိုခုန်ပြီးကံပေါင်ပေါ်ကိုရောက်အောင်သွားနိုင်တဲ့သူကိုစုအဖြစ်ဒေါ်လာ2သန်းပေးမှဖြစ်ပြီးကံပေါင်ကိုရောက်အောင်မသွားနိုင်ပဲမိเจ้าအကိုက်ခံရလို့အသက်ဆုံးရှုံးသွားမယ်ဆိုရင်တော့ကြံရည်တဲ့မိသားစုကိုထောက်ပံ့ခြင်းဖြစ်ဒေါ်လာ1သန်းပေးရမှာဖြစ်ပါတယ်စိတ်ဝင်စားသူများအစီအစဉ်မှာပါဝင်စွန့်စားနိုင်ကြပါတယ်ခင်ဗျာတထေးရဲ့စကားအဆုံးမှာပဲလူတယောက်ဟာရေထဲကိုဝုန်းဝန်းနဲ့ခုန်ပြီးကံမောင်ကိုရောက်ဖို့အသေးအတန်ကူးခတ်နေပါတယ်ကံအားလျော်စွာပဲအဲ့ဒီလူဟာကံမောင်ပေါ်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်အခမ်းအနားတက်ရောက်လာသူတွေကသူ့ရဲ့ရဲရင်စွန့်စားတဲ့တက်တီကိုချီကျူးဂုံပြုဩဘာပေးနေကြသလိုတထေးကလည်းသူ့ခရီးတိုင်းဒေါ်လာ2သန်းတန်ချက်လက်မှတ်ရေးပြီးဂုံပြုလိုက်ပါတယ်အဲ့ဒီလူဟာဒေါ်လာ2သန်းတန်ချက်လက်မှတ်ကိုကတုံးကရင်ကင်ထားပြီးပရိသတ်ဘက်ကိုကြည့်ကအတန်တုံကြီးနဲ့မေးလိုက်ပါတယ်ကျွန်တော်ကိုအနောက်ကတွန်းချလိုက်တာဘယ်သူပါလဲအဲ့ဒီအခါသူ့လက်ထဲကချက်လက်မှတ်ကိုလာယူပြီးတော့စလင်းဘက်အိတ်ထဲထည့်ရင်းအမျိုးသမီးတယောက်ကပြောလိုက်ပါတယ်ရှင့်ကိုတွန်းချလိုက်တာကျမပါအဲ့ဒီအမျိုးသမီးဟာအဲ့ဒီလူရဲ့မိန်းမပဲဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ပေးသက်တွေကတော့အောင်မြင်တဲ့ယောက်ျားတယောက်ရဲ့နောက်ွယ်မှာတွန်းအားပေးနိုင်တဲ့မိန်းမတယောက်ရှိနေဖို့လိုတယ်ဆိုတာကိုအကျွင့်မဲ့လက်ခံသွားကြပါတော့တယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ